ဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကြတဲ့ဘက်ထရီတွေတက်တန်းကျင်လာတဲ့အခါမြင်တွေ့လာရတဲ့အဓိကလက္ခဏာရပ်တွေအကြောင်းကိုပြောပြပေးသွားမှာပါဘက်ထရီတွေဟာတက်တန်းကျင်လာတာနဲ့အမျှသူတို့ရဲ့အတွင်းပိုင်းဓာတ်ဖြစ်စဉ်တွေဟာလည်းတဖြည်းဖြည်းယူရင်းပြည့်စည်လာကြပါတယ်ဒီအခါဘက်ထရီရဲ့အတွင်းပိုင်းမှာကျွန်တော်တို့ပြုလုပ်နေကြဘက်ထရီတွေကနေအားထုတ်သုံးခြင်းဟောပြန်သွင်းခြင်းလုပ်ငန်းစဉ်တွေမှာလျှပ်စစ်စီးကြောင်း current ကိုစန့်ကျင်တားဆီးတဲ့လျှက်တားခုခံမှု internal resistance ဆိုတဲ့ IR တွေဟာလည်းမြင့်တက်လာကြပါတယ်ဒီ IR တွေမြင့်မားလာတဲ့အခါမှာတွေ့မြင်ရတဲ့လက္ခဏာရပ်တွေကိုအချက်၅ချက်နဲ့ပြောပြပါမယ်နံပါတ်1 Voltage set ဆိုတဲ့ဘက်ထရီကနေအားထုတ်သုံးဖို့လက်ဆွဲလိုက်ချိန်မှာဘက်ထရီဘောအားတိတိကျကျထိုးကျသွားခြင်းပဲဖြစ်ပါတယ်ဘက်ထရီတွေမှာ load ဝင်တစ်ခုခုချိတ်ဆက်လိုက်တဲ့အခါမှာဘက်ထရီ voltage ကပုံမှန်ထက်ပုံမှန်နှင်းစင်းသွားတာကိုတွေ့ရမှာပါဒါကိုအင်္ဂလိပ်လို voltage set လို့ခေါ်ပါတယ်အကြောင်းရင်းကတော့ဘက်ထရီမှာချိတ်ဆက်တက်ထားတဲ့ load ဆိုတဲ့ဝန်တစ်ခုခုဆွဲလိုက်ရင်ဘက်ထရီကနေ load စီကိုစီးဆင်းသွားတဲ့ current I နဲ့ဘက်ထရီရဲ့ internal resistance R လို့ညောင်းတဲ့ကြောင့်ဘက်ထရီအတွင်းမှာတင် voltage drop တစ်ခုဖြစ်ပေါ်သွားလို့ဖြစ်ပါတယ်ဒီနေရာမှာ IR မြင့်လေဘက်ထရီရဲ့ terminal voltage ကိုကျလေဖြစ်ပါတယ်ဘက်ထရီတစ်လုံးမှာလောက်တစ်ခုခုကိုတက်ပြီးသုံးလိုက်တဲ့ချိန်မှာဘက်ထရီရဲ့ပိုအားကတိတိကျကျထိုးကျသွားတဲ့ဖြစ်စဉ်ရှိပါတယ်ဒီဖြစ်စဉ်ကို voltage set ဆိုပြီးအင်္ဂလိပ်လိုခေါ်ပါတယ်အခုဒီဖြစ်ရပ်ကိုလက်တွေ့ပြသွားပါမယ်ဒီဘက်ထရီကဆိုရင် cycle battery O ဖြစ်ပါတယ်သူရဲ့ capacity က 4Ah ဖြစ်ပါတယ်တက်တန်းကတော့4နှစ်ခန့်ရှိပါပြီဒီဘက်ထရီကိုအားအပြည့်နဲ့တွင်ထားပြီးသားဖြစ်ပါတယ်သူရဲ့တွင်ကရှိတဲ့ပို့ကိုဒီ voltage tester နဲ့တိုင်းကြည့်ပါမယ်ဒီဘက်ထရီကအားအပြည့်ရှိပါတယ်စနစ်တစ်ပေါင်း5ဘိုးမှာသူပြနေပါတယ်ဒီ19 watt တွဲဖို့ LED မီးလုံးလေးကိုဒီဘက်ထရီမှာတက်ပြီးတော့လက်ဆွဲကြည့်လိုက်ပါဒီဘက်ထရီရဲ့ပိုအားကစနစ်တစ်ပေါင်း5ဘိုးကနေပြီးတော့ထိုးပြီးတော့ဆင်းသွားပါတယ်အခုဆိုရင် 11.9 volt ဆင်းသွားပါတယ်စနစ်သမ5ကနေပြီးတော့ 11.9 volt ဆင်းသွားတယ် 0.6 volt လောက်ထိအခုထိုးဆင်းသွားပါတယ်နောက်ထပ် LED မီးလုံးတစ်လုံးလည်းထပ်ဆွဲကြည့်ပါမယ်ဘက်ထရီကစတဲ့မှာခွန်လောက်ရှိကိုဆင်းသွားပြီဆိုတော့ဒီဘက်ထရီ tester နေပြီးတော့ပြနေပါတယ်အခုဒုတိယမီးလုံးကိုချိုးကြည့်ပါမယ်မီးလုံးအလုံးပြန်ချိုးကြည့်ပါမယ်ခုလက်ကျန်
ပိုအားကတော့စနစ်တမ3မှာပြနေပါဘက်ထရီကလောလောဆယ်တော့သူကစိုက်ကယ်မှာတက်နှိုးတာတော့ဆက်နှိုးလို့ရနေစေပဲဖြစ်ပါတယ်ခုလောက်ဆွဲရမှာတော့ဒီတစ်လုံးကို18 watt နှုန်းနဲ့ပထမတစ်လုံးမှာတော့ရန်ဟိုကထိုးကြတာမသိတာပဲမဲ့ဒုတိယတစ်လုံးကိုချက်ပြီးတော့ချိန်လိုက်တဲ့ခါမှာတော့ဒီတော့ကိုဟိုကလည်းထိုးစင်းသွားတယ်တစ်လုံးကို18 watt နှုန်းနဲ့နှလုံးချိန်ထားတာ34 watt နှုန်းရှိပါတယ်ဘယ်လောက်ထိအချိန်ကြာကြာသုံးခံမလဲဆိုတာအခုဒီမီတာမှာပြနေတဲ့ဟိုအားရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့လည်းကြည့်လို့ရပါတယ်လောက်အားလုံးချိုးလိုက်တဲ့အချိန်မှာတော့ဘက်ထရီပိုအားနိုင်ငံပြန်တက်လာပါဒီဘက်ထရီရဲ့အခြေအနေကရုပ်ဆွဲတာကိုအသင့်တော့ခံနိုင်ရှိသေးတယ်လို့ပြောမှာပါနောက်ချားဘက်ထရီတစ်လုံးထပ်ပြီးတော့စမ်းကြည့်ပါမယ်ဒီဘက်ထရီကတော့ကွန်ပျူတာ UPS ဘက်ထရီပဲဖြစ်ပါတယ်တစ်လုံးကိုတွဲဖို့9AH user ဖြစ်ပါတယ်ဒီဘက်ထရီရဲ့ voltage ကိုဒီ tester နဲ့တိုင်းကြည့်တော့ဘက်ထရီကတော်တော်ကိုအားနည်းနေတဲ့အနေအထားရှိပါတယ်ဒီဘက်ထရီလည်းပဲ UPS ဘက်ထရီဖြစ်ပါတယ်တွဲဖို့ 9AH ဘက်ထရီ user ဖြစ်ပါတယ်ဘက်ထရီရဲ့ voltage ကကိုတိုင်းကြည့်ပါမယ်စနေတော့5ဘုံမှာပဲပြပါတယ်အားပြည့်ရှိနေပါတယ်ခုအလေးဒီမီလုံးလေးကိုတစ်လုံးအရင်တက်ပြီးတော့ချိန်ကြည့်ပါမယ်ဒီဘောကစနစ်တော့5ဘုံနဲ့7ဘုံကြီးကိုချိုးဆင်းသွားပါတယ်ဥစ္စာ 10.8 ဘုံကြီးတော့ရောက်တော့ဘောကချိုးဆင်းတာရမ်းကိုများပါတယ်နောက်ထပ်အလေးဒီမီလုံးတစ်လုံးချက်ဆွဲကြည့်ပါဒီဘောကတော်တော်ကြီးကိုဆင်းသွားပါ9.86 ဘုံလောက်ကြီးကိုချိုးဆင်းသွားပါတယ်ချိုးဆင်းပြီးလုံးဝကိုတက်ဖြစ်တော့မယ်ဒီတော့ပြနေပါတယ်လုံးပြန်ဖြုတ်ကြည့်မယ်နောက်ကိုပြန်ဖြုတ်ကြည့်မယ်ဘောကတော့ပြန်တက်လာတယ်medium အခြေအနေမှာပြတယ်ဒါပေမဲ့ဒီဘက်ထရီကအုံးမခံတော့ပါဘူးပထမဆက်လက်ချင်းတိုင်းကြည့်တော့ဘက်ထရီရဲ့ပိုအားကအပြည့်ရှိနေပါတယ်ဒါပေမဲ့သူကလုတ်တစ်ခုကိုတက်ပြီးတော့တုံးလိုက်တဲ့အချိန်မှာလုံးဝဘက်ထရီပိုအားကမခံနိုင်နဲ့ရန်ကိုချိုးဆင်းသွားပါတယ်ပိုးရဒီလိုအခြေအနေကိုသူကအင်္ဂလိပ်လို voltage stack လို့ခေါ်ပါတယ်နံပါတ်2အချက်က excessive heat ဆိုတဲ့အပူလွန်ကဲမှုဖြစ်ပါတယ်ဘယ်လိုအားသွင်းနေချိန်မှာဖြစ်စေအ
သုံးပြုနေချိန်မှာဖြစ်စေဘက်ထရီဟာပုံမှန်ထက်ပိုမိုပူလာပါမယ်။အကြောင်းရင်းကတော့ဘက်ထရီအတွင်းမှာရှိတဲ့ internal resistance ကလျှပ်စစ်စွမ်းအင်ကိုအပူစွမ်းအင်အဖြစ်ပြောင်းလဲပြစ်လိုက်လို့ပါ။ဒါကို I2R loss လို့ခေါ်ပါတယ်။ resistance မြင့်လေလေအပူထွက်နှုန်းပိုများလေလေဖြစ်ပြီးဒါဟာဘက်ထရီရဲ့သက်တမ်းကိုပိုမိုတိုးတောင်းစေပါတယ်။ဒီလောက်ဆွဲလို့မခံတဲ့ဘက်ထရီကိုဒီအာသွင်း charger လေးနဲ့ smart charger တွဲဖို့အမျိုးအစားဖြစ်ပါတယ်။ output က maximum က current က DC 2 ampere နှုန်းထိပေးနိုင်ပါတယ်။ဒီ charger လေးနဲ့တက်ပြီးတော့ဘက်ထရီကိုအာသွင်းကြည့်ပါမယ်။ One point six ampere နှုန်းနဲ့ဘက်ထရီကိုအသွင်းပေးနေပါတယ်။ဒီလုတ်ကြာဆွဲလို့မခံတဲ့ဒီဘက်ထရီကဒီ charger နဲ့အားပြန်သွင်းတာလည်းပဲတော်တော်နဲ့အားကပြန်မပြည့်တော့ဘူး။နိုင်ပေါင်းများစွာသူ့ကိုအားသွင်းထားတဲ့ချိန်မှာသူကဘက်ထရီရဲ့အတွင်းပိုင်းကပုံမှန်မဟုတ်တဲ့အတွက်ဒီ internal resistance အခြေအနေကညံ့လာတဲ့နေသားရှိနေပါတယ်။ဒါကြောင့်သူကbody ကိုဘက်ထရီအိမ်ကုန်ကိုလက်နဲ့ဆန်းကြည့်လိုက်မှဆိုရင်ခဏနွေးနွေးနေထားနေပြီးတော့တပြေးပြေးချင်းအပူချိန်ကမြင့်တက်လာပါတယ်။အားကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့ဘက်ထရီတွင်းမှာရှိတဲ့ internal resistance ကမြင့်လာတာဖြစ်တဲ့ကြောင့်လျှပ်စစ်စွမ်းအင် current ကိုအပူစွမ်းအင်အဖြစ်နဲ့ဒီ resistance တွေကပြောင်းလဲပြလိုက်လို့ဖြစ်ပါတယ်။ဒါကြောင့်ဒီဘက်ထရီမှာအပူချိန်မြင့်တက်လာတာဖြစ်ပါတယ်။နံပါတ်3အချက်က reduce usable capacity လို့ခေါ်တဲ့အသုံးပြုနိုင်စွမ်းအချိန်တိုးတောင်းသွားခြင်းပဲဖြစ်ပါတယ်။ဘက်ထရီမှာ energy အပြည့်ရှိနေသေးရင်တော့မှ internal resistance မြင့်နေတဲ့အတွက် voltage drop ကြောင့်ဘက်ထရီနဲ့ချိတ်ဆက်အသုံးပြုနေတဲ့ device တွေမှာ low battery လို့ဆိုတဲ့ဘက်ထရီအားနည်းနေကြောင်းအချက်ပြပြီးစောစီးစွာပိတ်သွားတတ်ပါတယ်။ဒီလက္ခဏာရပ်တွေကတော့အားအပြည့်သွင်းထားပေမဲ့ခဏလေးသုံးလိုက်ရုံနဲ့ voltage cut-off point ကိုရောက်သွားတတ်တာပါ။ဒီသူ့ဘေးကတွဲဖို့9AH UPS ဘက်ထရီကိုလည်းပဲ charger လေးနဲ့ smart charger လေးနဲ့ပြန်တက်ပြီးတော့အားသွင်းကြည့်မယ်။ဒီဘက်ထရီကလည်းပဲသူ့တွင်းမှာ energy စွမ်းအင်ကတော့သူကအားပြည့်နေတဲ့အချိန်မှာအပြည့်ရှိနေသေးတယ်လို့ယူဆလို့ရတယ်။ဒါပေမဲ့သူ့ရဲ့အတွင်းထဲမှာလည်း internal resistance မြင့်နေတဲ့သဘောရှိတဲ့အတွက်ကြောင့် voltage drop သူ့ရဲ့အတွင်းထဲမှာအလိုလျောက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ထရီနဲ့ချိတ်လိုက်တဲ့ device တွေမှာ low battery ဆိုပြီးတော့ဘက်ထရီအားနည်းနေတဲ့အခြေအနေပြပြီးတော့
ခဏလေးနဲ့ဒီတက်သုံးတဲ့ပစ္စည်းတွေရဲ့စနစ်ကနေပြီးတော့ဘက်ထရီအားနည်းနေပြီဆိုပြီးတော့လူတွေရောက်ဖြတ်ချဖြစ်တာဒီဘက်ထရီဆိုရင်နံပါတ်3အချက်ဖြစ်တဲ့အသုံးပြုနိုင်တဲ့အချိန်တိုးတောင်းသွားတဲ့အခြေအနေကိုပြနေတဲ့ဘက်ထရီမျိုးစားပဲဖြစ်ပါတယ်ဒီဘက်ထရီကခုနကဘက်ထရီတက်စတာနဲ့တိုင်းတော့အားပြည့်မှရှိနေတယ်ဒါပေမဲ့ LED မီးလေးတွေကိုတစ်လုံးကနေပြီးတော့နှလုံးထိဆွဲလိုက်တဲ့အချိန်မှာ low voltage ဆိုပြီးတော့ဘက်ထရီတက်စတာကချိုးဆင်းသွားတဲ့အခြေအနေကိုပြပါတယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ဒီဘက်ထရီတွင်းထဲမှာလည်းပဲ internal resistance တန်ဖိုးမြင့်နေတဲ့အတွက်ကြောင့်လောက်ကိုတက်သုံးလိုက်တဲ့အချိန်မှာဘက်ထရီတက်စတာမှာ low battery ဆိုပြီးတော့ဘက်ထရီအားနည်းသွားတယ်ဆိုတဲ့အခြေအနေကိုချက်စောစောစီးပြတာကတော့ဒီဘက်ထရီရဲ့အသုံးပြုနိုင်တဲ့ capacity ချိန်တိုတွင်ကျဆင်းသွားတယ်ဆိုတဲ့အချက်ကိုပြနေခြင်းဖြစ်ပါတယ်။နံပါတ်3အချက်ဖြစ်တဲ့ reduce usable capacity ဆိုတဲ့အချက်နဲ့ဒီဘက်ထရီကကိုင်းနေပါတယ်။နံပါတ်4အချက်က slow charging and premature full indication ဆိုတဲ့Arduino မူမှန်ခြင်းဖြစ်ပါတယ်။ဘယ်ဒီချာဂျာနဲ့ဘယ်ဒီမှာအားနည်းလို့အားပြန်သွင်းတဲ့အခါမှာဘယ်ဒီရဲ့ terminal မှာ voltage ကအလင်းအမြန်တက်လာပါတယ်။အားသွင်းဆက်ကဘယ်ဒီကိုအားပြည့်ပြီလို့မှားပြီးပြတတ်တတ်ပြီမဲ့တကယ်တမ်းသုံးကြည့်လိုက်တဲ့အခါမှာအားမခံတာမျိုးဖြစ်လာပါတယ်။အခါတည်းဘက်ထရီရဲ့ internal resistance ကမြင့်လောနေတဲ့အတွက်အားသွင်းချာဂျာကအားသွင်းမပေးပဲအဲ့ဒါပြတာမျိုးလည်းရှိနိုင်ပါတယ်။ခုဘက်ထရီချာဂျာမှာဆိုရင်ဒီဘက်ထရီကိုအားသွင်းတာဘယ်တော့မှမကြသေးပေမဲ့ဘက်ထရီကအားပြည့်သွားတဲ့အခြေအနေမျိုးကိုဒီချာဂျာနေပြီးတော့ရနေပါတယ်။ဆက်ပြီးတော့အားသွင်းမပေးတော့ပါဘူး။ဒီချာဂျာကိုခဏဖြုတ်ပြီးတော့ဘက်ထရီတက်ဆာနဲ့လည်းပြန်ပြီးတော့တက်တိုင်းကြည့်ပါဦးမယ်အားတော့ပြန်ပြီးတော့ full အမှန်မှာအပြည့်ပြန်ပြနေပါလေမှန်တော့တကယ်ကတော့ဒီဘက်ထရီကတော့တော့မခံတော့တဲ့အခြေအနေကိုရောက်နေပါပြီဒီဘက်ထရီကအခုဘက်ထရီချာဂျာနဲ့တက်ပြီးတော့အားသွင်းတဲ့အခါမှာလည်းပဲသူ့ရဲ့ voltage ပမာဏကခက်မြန်ကိုအမြန်တက်လာတယ်သူ့အတွင်းထဲမှာ internal resistance တန်ဖိုးမြင့်နေတဲ့အတွက်ကြောင့်ခဏလေးအတွင်းမှာပဲချာဂျာနေပြီးတော့အားပြည့်သွားပြီဆိုပြီးတော့မှားပြင်းပြီးတော့ဆုံးဖြတ်တဲ့ခြေနေကိုရောက်တော့ပါတယ်တကယ်တမ်းကျတော့ဒီဘက်ထရီကိုအသုံးပြုတဲ့အခါမှာကျတော့အာမခံတာဖြစ်တဲ့ဒီဘက်ထရီတွေနဲ့နံပါတ်4ချက်ဖြစ်တဲ့ slow charging and premature full indication ဆိုတဲ့ Arduino မူမှန်နဲ့အချက်နဲ့တွားပြီးတော့ကိုင်နေပါတယ်ဒီဘက်ထရီလည်းပဲအတူတူပါပဲသူ့ကိုအားသွင်းလို့ရှိရင်ချိန်နိုင်ပေါင်းများစွာအားသွင်းနေမယ်သူ့ရဲ့ drain ထဲမှာရှိတဲ့ internal resistance ကရမ်းမြင့်နေတဲ့အတွက်ကြောင့်ဒီသွင်းလိုက်တဲ့ရစီချောင်းတွေကသူ့ drain ထဲမှာလည်း I square R loss ပုံစံမျိုးနဲ့ပူဆွမ်းအဖြစ်ပြောင်းလဲသွားပါတယ်ဒါကြောင့်ဒီဘက်ထရီကကိုယ်ရုပ်စမ်းကြည့်လိုက်မယ်ဆိုရင်ပူချိန်လေးတဖြည်းဖြည်းမြင့်တက်လာပါတယ်ဒီဘက်ထရီဒီလည်းပဲသူ့အားသွင်းတဲ့အခါမှာ
လောက်ပဲအားသွင်းသွင်းအားလုံးဝမပြည့်တဲ့အခြေအနေကိုသူကရှင်းနေတဲ့အတွက်ကြောင့်နံပါတ်၄ချက်ဖြစ်တဲ့အားသွင်းလုံးမမှန်မှုဆိုတဲ့အချက်နဲ့တွားပြီးဒီဘက်ထရီကလည်းကိုင်းနေပါတယ်ဒီ cycle ဘက်ထရီလေးကလည်းတက်တန်းတော်ကြောင်းသူကိုစဝယ်တဲ့အချိန်မှာဘယ်တော့မှမသုံးလိုက်ရပါဘူးဆိုင်ကနေစဝယ်ခြင်းရပိုင်းလာပိုင်းလောက်ပဲသုံးလိုက်ရပါတယ်နောက်ပိုင်းဘလို့မှဆက်ပြီးတော့သုံးလို့မရတော့ဘူးဘာလို့လဲဆိုရင်ဒီမှာဘက်ထရီကဘယ်လောက်တောင်ကြာဒီ chef light ဆိုတဲ့သိစေထားတဲ့တက်တန်းရှိခဲ့မှမသိနိုင်ပါဘူးအဲကြောင့်မလို့ဘက်ထရီဝယ်ရခါမှာဘက်ထရီတွေကိုနောက်ဆုံးထုတ်လိုက်တဲ့ရဆွဲကိုကြည့်ပြီးတော့မှဝယ်တာကအကောင်းဆုံးဖြစ်မှာပါဘက်ထရီကြောင်းလေ့လာထားတဲ့သူဆိုရင်တော့ဘက်ထရီတွေဝယ်လိုက်မှာ internal resistance တိုင်းနဲ့မီတာတစ်ခုခုနဲ့တိုင်းတာစစ်ဆေးပြီးတော့မှဝယ်တာအကောင်းဆုံးဖြစ်မှာပါခုဒီဘက်ထရီကိုအားသိတဲ့တော့တွေ့လာပါတယ်သူရဲ့တွင်းရရှိတဲ့ post ကိုတိုင်းကြည့်မယ်ဆိုရင်သူလည်းပဲအားလေလည်းမရှိပါတယ်စနစ်ပုံမရှိပါဘူးအဲ့ဒီမီလုံးတစ်လုံးနဲ့လွတ်ဆွဲကြည့်လိုက်ပဲဆိုရင်စစ်ချင်းကိုဒီဘက်ထရီက low position ကိုရောက်တော့ပါပြီဒီကွန်ပျူတာ UPS ဘက်ထရီတစ်လုံးကလည်းပဲသူ့ရဲ့တွင်းမှာ internal resistance အရန်ကိုများလွန်းတဲ့အတွက်ကြောင့်သူ့ကိုအားသွင်းလို့တော့မှမဝင်တော့ပါဘူးခုလက်ရှိသူ့ရဲ့ voltage ကိုတိုင်းကြည့်ရင်လည်းဘိုးလုံးဝမပြနိုင်တော့ပါဘူးဘယ်လိုချာချာနဲ့တက်ပြီးတော့အားသွင်းကြည့်တဲ့အခါမှာလည်းဘယ်လိုချာချာနေပြီးတော့ဒီဘက်ထရီကိုလုံးဝအားသွင်းမပေးတော့ပါဘက်ထရီတွင်းမှာရှိတဲ့ internal resistance ကအရန်ကိုများလွန်းနေတဲ့အတွက်ချာချာနေပြီးတော့အားသွင်းမပေးနိုင်တာဖြစ်ပါတယ်နံပါတ်5အချက်ကတော့ low core cranking amperes CCA ဆိုတဲ့ engine ဆက်နှိုးနိုင်စွမ်းကျဆင်းသွားခြင်းဖြစ်ပါတယ်။ဒါကကား engine တွေမှာတွေ့ရများပါတယ်။ကား battery မှာ internal resistance မြင့်နေရင် engine နှိုးစေဖို့မော်တာကရယူသုံးစွဲရတဲ့အလွန်မြင့်မားတဲ့အစပြုလျှက်စီးကြောင်း high starting current ကိုမထုတ်ပေးနိုင်တော့အားသွင်းထားလို့ဘက်ထရီဘဝကပြည့်နေပြီမဲ့ဆက်နှိုးလိုက်တဲ့အခါမှာ starter motor ကလေပတ်နိုင်ကမရှိတော့တာမျိုးဖြစ်ပါတယ်အဲဒီကောင်မှာဘက်ထရီဘဝကဆက်ပြီးတော့ဒီကောင်မှာကြာနေမိတ်ဆွေတို့လက်ရှိအသုံးပြုနေကြတဲ့ဘက်ထရီမှာလည်းဒီလိုလက္ခဏာရပ်တွေကလက္ခဏာရပ်တစ်ခုခုဖြစ်နေတာမျိုးရှိပါသလားဆိုတာ comment မှာမှတ်ချက်ရေးပြီးဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်